ဘာကြောင့်မာမာနတွေကဖြစ်နေတာတော့လို့စီသိကြည့်လို့ရှိရင်နော်အရေးကြီးတဲ့အကြောင်းတရားလေးတစ်ခုကအသိဉာဏ်နည်းလို့ဆိုတဲ့အဖြေပါပဲဟုတ်လားအသိဉာဏ်ပညာနည်းလေမာမာနကြီးလေပဲဘုရင်တို့ဘေးသပေါင်းတော်တို့ငယ်ငယ်တုန်းကနော်ဇဗနှံလေးကငိုက်နေတယ်ဆိုတော့ဩသူ့မှာအနှစ်ဆန်တဲနေလို့သင်ခဲ့ရတယ်ပေါ့ဟုတ်လားဩဇဗနှံလေးကထောင်းဖြစ်နေတယ်ဆိုတော့ထဲမှာဘာအနှစ်မှမရှိဒါကြောင့်မလို့သူကထောင်းဖြစ်နေတယ်အဲ့ဒါလိုငိုက်နေတဲ့ဇဗနှံလေးနဲ့နော်ထောင်းနေတဲ့ဇဗနှံလေးကိုဥမာပေးပြီးတော့လူသားတွေမှာလည်းပဲအသိဉာဏ်ဆိုတဲ့အနှစ်သာရကိန်းရင်ကိန်းသလောက်နှိမ့်ချမှုဆိုတာရှိတယ်အသိဉာဏ်ဆိုတဲ့အနှစ်သာရမရှိရင်မရှိသလောက်မြင့်မောက်မှုတွေဆိုတာဖြစ်နေတာဟုတ်ရဲ့လားဒါကြောင့်ဦးဇင်းတို့ဘေးသက်ပေါင်းသူတော်ကောင်းတို့ဘဝမှာမာမာနတွေဘာကြောင့်ဖြစ်နေတာတော့လို့စီစစ်ကြည့်လို့ရှိရင်နော်အသိဉာဏ်ပညာနည်းလို့ဟုတ်ရဲ့လားဦးဇင်းတို့မဟာဝိဇ္ဇာသုတ်တံမှာမြတ်စွာဘုရားဟောထားတဲ့နော်ဏိဂုံးကျုပ်ကာထာလေးတစ်ပုဒ်ရှိတယ်ဧတာတိတေနကာယေနယောမေညေဩနမေတဝေပရဝအဝဇာနေယကိမေညတရအတ္တတနာဒီကာထာလေးအလုံးမမှတ်စရာကောင်းတယ်ဧတာတိတေနကာယေနယောမေညေဩနမေတဝေနော်ဒီလိုခန္ဓာကိုယ်ကြီးမျိုးနဲ့ပရဝအဝဇာနေယသူတော်ဘာကိုမထင်မဲ့မြင်ပြုတယ်နော်မိမိကိုယ်ကိုမြင့်တင်တယ်သူတော်ဘာကိုနှိမ့်ချတယ်ဆိုတာကိမေညတရအတ္တတနာမတိမြင်ခြင်းတည်းဟူသောအကြောင်းကြောင့်ပါလို့မြတ်စွာဘုရားဟောတာဆိုလိုတာကကိုယ်ခန္ဓာရဲ့သဘာဝအမှန်ကိုယ်ဘဝရဲ့သဘောအမှန်တွေကိုမတိတာကိုအကြောင်းပြုပြီးတော့တတ္တဝါတွေကကိုယ့်ကိုယ်ကိုမြင့်တင်ကြတယ်သူတော်ဘာကိုနှိမ့်ချကြတယ်ဒါတွေကအလုံးမစဉ်းစားတဲ့အကောင်းဆိုလိုတာကဒကာဓမ္မတို့ဦးဇင်းတို့ရဲ့ဘဝတော့ဒကာဓမ္မတို့ဦးဇင်းတို့ရဲ့ဒီခန္ဓာဒီအနေထားဒီအဖြစ်ပြက်မျိုးနဲ့ဘာမှမာမာနတက်เสียအကြောင်းမရှိဘူးဆိုတဲ့အတိတ်ပဲဟုတ်ရဲ့လားနော်ဒီလိုခန္ဓာကိုယ်မျိုးကြီးနဲ့သူတော်ဘာကိုနှိမ့်ချနေတာကိုယ့်ကိုယ်မြင့်တင်နေတာဟာဒီခန္ဓာဒီဘဝရဲ့အကြောင်းကိုမသိခြင်းကိုအကြောင်းပြုပြီးတော့တခြားအကြောင်းဆိုတာမရှိဘူးလို့မြတ်စွာဘုရားဟောတာ။နော်ဆိုလိုတာကကိုယ်ခန္ဓာရဲ့အကြောင်းကိုကိုယ်တကယ်မသိလို့သူတော်ဘာကိုနှိမ့်ချတာကိုယ့်ကိုယ်မြင့်တင်တာ။အဲ့တော့ကိုယ်ခန္ဓာရဲ့အကြောင်းကိုယ့်ဘဝရဲ့အကြောင်းကိုသိရင်သိသလောက်အဲ့ဒါလိုမာမာနတွေဆိုတာဖြစ်เสียအကြောင်းမရှိဘူး။ဟုတ်ရဲ့လား။အဲ့တော့ကိုယ်ခန္ဓာရဲ့အကြောင်းကိုယ့်ဘဝရဲ့အကြောင်းကိုတရားဓမ္မတို့ဦးဇင်းတို့တွေကအတိများအောင်ကြိုးစားရမယ်ပေါ့။အဲ့တော့ခန္ဓာရဲ့သဘောဘဝရဲ့သဘောကဘယ်လိုရှိတာတုံးလို့မေးရင်တော့အနှစ်ချုပ်အဖြစ်ခန္ဓာသည်ဘာတွေဖြစ်လာလို့မှမတည်မြဲဘူးဆိုတဲ့အနိစ္စသဘောရှိတယ်။ဒါဘယ်သူမှမငြင်းနိုင်ဘူးဟုတ်တယ်မဟုတ်လား။နော်မတည်မြဲတဲ့အတွက်ကြောင့်ဘာတွေဖြစ်နေလို့မှကောင်းတယ်လို့ဆိုလို့မရဘူးလို့ဆိုတဲ့ဒုက္ခသဘောရှိတယ်။ပြီးတော့ဒီခန္ဓာရဲ့သဘာဝဆိုတာကိုယ်ကလည်းသူတို့ကိုအစိုးမရတယ်လို့သူတို့ကလည်းကိုယ့်ရဲ့အလိုကိုလိုက်တယ်ဆိုတာ